ကဲ brother တို့အားလုံးပဲမင်္ဂလာပါ Panda Gaming Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Panda တို့ကဒီ Naruto event ကြီးဆက်ဆက်ရောက်လာခဲ့တဲ့အချိန်တုန်းကကျွန်တော် free တုံငင် ticket တွေနဲ့ Naruto skin တကောင်ဂုံးစင်းခဲ့တုန်းကဘာတွေရခဲ့လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ diamond ကတော့9400ကျော်ရှိတယ်အမှန်တကယ်တော့ Naruto event ကြီးကမေလ2ရက်နေ့တည်းကရောက်လာတာကျွန်တော်အနေနဲ့က internet line မကောင်းတာဖြစ်တဲ့အတွက်ဒီဗီဒီယိုကိုဒီနေ့မှတင်ရခြင်းပဲဖြစ်ပါတယ်ကဲဆိုတော့ဘာပြောအခုလောလောဆယ်ကတော့ဒီရသမျှfree တုံငင် ticket တွေကျွန်တော်တို့ရသလောက်လေးယူလိုက်မယ်ဘာလို့ဆိုတော့ကျွန်တော် diamond က9400ကျော်တောင်မှဖြည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကဲဒီမှာဆိုရင်လည်းမော်စင်းကြီးပလင်းနေပေါ့နော်အများကြီးပဲရတယ် okay ယူလိုက်မယ်ကျွန်တော်အနေနဲ့ယူစရာရှိတာတွေအကုန်လုံးယူမယ်အခုလောလောဆယ်ကျွန်တော် weekly pass ပုံးနေပါညာသေးရတယ်ရတယ်ပေါ့နော်ကဲဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘာမှတော့လုပ်စရာမရှိတော့ဘူးကဲတော့ diamond 9400ကျော်နဲ့ Naruto skin တကောင်ဘယ်လောက်ရသွားမလဲပေါ့နော် skin တကောင်ကတော့တေချာပေါက်ရမယ်နှစ်ကောင်လောက်ရနိုင်မလားဘယ်လောက်ရမလဲပြီးတော့တန်းပေါက်မလားဆိုတော့ brother တို့နဲ့တူတူ show သားမှာဖြစ်ပါတယ်ကဲဆိုတဲ့အတွက်ကြောင့်ပထမဆုံးအနေနဲ့ကျွန်တော်အနေနဲ့ကတော့ဒီ tan draw ကိုပဲစားပြီးတော့လှည့်လိုက်တယ်ကောင်းကြီးတွေဒါက event ဆက်ဆက်ရောက်လာတဲ့အချိန်တုန်းကဖြစ်တဲ့အတွက်နောက်တော့စကင်တန်းပေးတာမျိုးပါမျိုးတွေတော့သူများတွေတော့ရှိတယ်ကျွန်တော်အနေနဲ့ရှိမလားမရှိဘူးလားဆိုတော့ brother တို့အနေနဲ့ဗီဒီယိုလေးသာဆုံးအောင်ဆက်ကြည့်လိုက်ပြီးတော့ Panda တို့ရဲ့ channel ကို subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ထားပေးပါ Panda တို့က brother တို့အတွက် giveaway တွေအများတန်းစီစဉ်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကဲအခုမှဆိုလို့ရှိရင်တော့ကျွန်တော် free တုံငင်တက်ကနဲ့ draw 20ပြည့်သွားခဲ့ပြီဖြစ်ပါတယ်ကဲတော့ကျွန်တော်ထပ်လှည့်မယ်ဆိုတော့ကျွန်တော်ဒီဟိုပါပေါ့နော် loading effect နဲ့ကျွန်တော် YouTube အချမ်းမှာလည်းကျွန်တော်လှည့်ကြည့်မယ်ပေါ့နော် one draw ဒီအတိုင်းပဲလှည့်ကြည့်မယ်ဒီကောင်ကတော့ကျွန်တော်လူကြိုက်တော့တိတ်မများဘူးပေါ့နော်စကင်တွေလောက်တော့လူကြိုက်တိတ်မများပေမဲ့ဒီကောင်တွေကလည်းတကယ်တန်ဖိုးရှိတဲ့တဲမှာပါလာမှာပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် mobile legend ကdata မျိုးအတွက်ကိုပေးထားတာကကျန်တဲ့ event တော်တော်များများမှာတိတ်ပြီးတော့မရှိဘူးဒီ Naruto collaboration မှာပဲ YouTube တွေနဲ့ loading effect တွေဆိုတာပါလာတာပေါ့နော်ဒါပေမဲ့လည်းနောက်ပိုင်း event တွေမှာတော့ပါကောင်းပါလာနေတယ်ဒါပေမဲ့ပြောလို့မရဘူးပေါ့နော်ဒီကောင်ကလည်းသူ့ဟာလေးနဲ့သူတန်ဖိုးကရှိတယ်ဆိုတော့တွေ့တဲ့အတိုင်းပဲ Naruto loading effect ကလုံးဝကျွတ်ထနေတာပေါ့နော်ကဲ YouTube ဆိုလို့ရှိရင်လည်း brother တို့ကျွန်တော်တစ်ချက်ပြမယ်ဒီမှာကြည့်လိုက်ပေါ့နော်အဆင်ပြေ YouTube ဆိုတဲ့တာဝါတိုင်းပေါ့နော်တာဝါတိုင်းဆိုတော်တော်လေးမှလာတယ်အဲ့ဒါလေးတွေကသဘောကျစရာကောင်းတယ်ပေါ့နော်အဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဖောက်သွားမှာပဲဖြစ်ပါတယ်ဒါမှလည်းအခုချိန်မှာ event ဆက်ဆက်ရောက်လာခဲ့တဲ့အချိန်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ပေါ့နော်ဒီ second ကိုပဲဦးစားပေးပြီးတော့ဖောက်တယ် dan draw တွေနဲ့ပဲဖောက်တယ်ပေါ့နော်ကဲဆိုတဲ့အတွက်ကြောင့်တော့ကျွန်တော် one draw မှနှိပ်လိုက်တာဗျ free တုံးနေတက်ကတ်နေပေါ့နော်ကဲဆိုတော့ကျွန်တော်နောက်ထပ် dan draw ကိုပဲတစ်ခါရဲသွားတော့မယ် diamond အလုံး450သုံးပြီး okay second အနေနဲ့ကတော့ Panda တို့ဘဝမှာတန်းပေါက်တာမျိုးကရှိတော့ရှိတယ်ဒါပေမဲ့ရှားတော့ရှားတယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းနဲ့မဟုတ်ဘူးမို့တွန်းကပေါ့နော်သူသဘောကောင်းရင်တော့ပေးတယ်သဘောမကောင်းရင်လည်း diamond တွေပလုံခံနေအောင်သုံးရတာပေါ့နော်ကဲအဲ့တော့ emote တစ်ခုတော့ရလာခဲ့ပြီကျွန်တော်ရှိမှာအခုလောလောဆယ် coin ကတော့459ခုရှိရပေါ့နော် diamond 9400နဲ့လှည့်နေတာဆိုတော့ diamond အနေနဲ့ကလည်းတော်တော်လေးမှကျွတ်ထွက်နေပြီဆိုတော့ကျွန်တော်ရှိမှာ diamond ကလည်း9400ပဲကျွန်တော် okay ဆက်လက်မယ်ကောင်းကြီးကို tan draw တွေကိုပဲစတိုက်လက်မယ်ပေါ့နော် okay ဆိုတော့ coin တွေပဲပေးတယ်အဆင်ပြေပါတယ်ဘာပဲပြောဒီမှာ draw reward pattern တော့မှကျွန်တော်ယူအောင်မယ်ပေါ့နော်ကဲဆိုတော့ဒီ tan draw လေးပြီးရင်တော့ကျွန်တော်ဘယ်လောက်ရှိပါပြီလဲဆက်ရှိုးမယ်okay ဆိုတဲ့အတွက်ကြောင့်မလို့ထားလိုက်တော့ကျွန်တော်တောက်လျှောက်လက်ကမရတော့ဘူးဒီလား Panda တို့ကအဲ့လို event တွေဖောက်ရင် Panda တို့ဗီဒီယိုကြည့်ပြင်မယ်မှာဆိုရင် emote တစ်ခုရတယ်မစိုး okay draw အနေနဲ့ကတော့83ကတော့ရှိသွားခဲ့ပြီ brother တွေဒီမှာလည်းအထုပ်တစ်ထုပ်တော့ရတယ်ဒါကတော့ profile gift တွေပဲနေမယ်ပေါ့နော်ကဲဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ဒီခုနကအထုပ်လေးကိုသွားဖောက်ကြည့်မယ်ပေါ့နော်ဘယ်ရောက်သွားလဲဒါလေးလားအမဟုတ်ဒါစတားလိုက်ဟိုပါအဲ့တော့စတားလိုက်ဟာလည်းယူလိုက်မယ်ဗျာနော် Panda တို့အဲ့လိုပုံးနေအများကြီးစုရတော့တော်တော်သဘောကျတယ်နောက်နေ့ကျလို့ရှိရင်လည်းအဲ့ပုံးနေဖွင့်တဲ့ဗီဒီယိုလေးတက်လုပ်ပေးမယ်အခုလောလောဆယ်ကတော့ဘာမဆိုင်ညာမဆိုင်လာကြစကင်လာလဲလိုက်အောင်မယ်ပေါ့နော် okay ဆိုတော့ okay magic call လေးတန်းဆယ်ခုရတယ်အဆင်ပြေအဲ့လိုပဲလေဒါ Panda တို့က event တစ်ခုခုဖောက်လို့ရှိရင်အများနဲ့တစ်ခုတည်းမှာအငြိမ်မနေဘူးဗျာဒီလားတွေးသမျှဟာအကုန်လိုက်ဖောက်ချင်တာဒါပေမဲ့ထားလိုက်တော့အခုဒီမှာ COA လေးကုန်သွားရင်တော့တော်ပြီပေါ့နော်ကဲဆိုတော့ပြောမယ်ဆိုတော့စုံစမ်းစီပေါ့နော်အကုန်ဖောက်တဲ့ဗီဒီယိုပေါ့ကဲချပါတော့ခုလောလောဆယ်ဒီမှာဘေးရဲ့ second မှာလည်းကျွန်တော်ယူစရာတွေရှိသေးတယ် okay ရပြီ okay ဆိုတော့ကြားတယ် brother တွေဆက်ဖောက်မယ်ကောင်းကြီးကိုဖောက်ရတာပြောဖို့ကောင်းလားဆိုတော့ပြောဖို့ကောင်းပါတယ်ဒါပေမဲ့အဲ့ဖောက်ဖို့အတွက် diamond ထည့်ရတာတော့ပြောပြရတော့ကောင်းမနေဘူးပေါ့နော် okay ဆိုတော့အခုနေမှာဆိုတော့ဖောက်လိုက်တယ်ဆိုရင်လည်း animation effect လေးတခုတော့ရသွားခဲ့ပြီဆိုတော့ coin အနေနဲ့ကတော့961 coin ဖြစ်သွားခဲ့ပြီပေါ့နော် okay ဆိုတော့ကျွန်တော်အနေနဲ့ဒီ record ရဖို့ရင်တော့ event နဲ့ item တွေအကုန်လုံးကတော့ပြီးပြီအဲ့ကြတော့ကျွန်တော် coin တွေပဲတောက်လျှောက်စတိုက်လာတော့မှာပေါ့နော်အဲ့တော့ skin ပင်းနေတခါတည်းတန်းပေးသွားနိုင်တယ် case rate အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့နောက်ထပ် tan draw ကိုဆက်ပြီးတော့ကျုံးပါမယ်ကောင်းကြီးတွေ diamond အနေနဲ့ကတော့9600ကျော်ကျန်လေးတယ်diamond 4000လောက်ကတော့ကျွတ်ထက်သွားတဲ့အနေထားလေးတော့ဖြစ်နေပြီ case rate အတွက်ကြောင့်မကောင်းကြီးတွေပေးလိုက်တော့ okay ပေးလိုက်တော့ skin ပေးလိုက်တော့ okay မပေး coin တွေပဲပေးရဆိုတဲ့အတွက်ကျွန်တော်အနေနဲ့ဆက်ပြီးတော့လဲမှာတောက်လျှောက်ကိုလဲမှာကောင်းကြီးတွေနော် diamond ကုန်ကန်နီးအချိန်ဒီ diamond 9000လောက်နဲ့9400ပေါ့နော်အတိအကျပြောရင်9400လောက်နဲ့ Naruto skin ဘယ်နှကောင်ရမလဲပေါ့နော်ကျွန်တော်အနေနဲ့ထင်တာတော့2ကောင်လောက်တော့
လိုတော့လိုချင်တယ်ဒါပေမဲ့ဖြစ်နိုင်ပါမလားတော့မသိဘူးကဲဆိုတော့အခုလောလောဆယ်ရတော့ကျွန်တော်ဒီဆာဆူကဲပါဆာဆူကဲဆိုယူပေါ့နော်ဆိုယူရဲ့စကင်ယူလိုက်မယ်ဆာဆူကဲပါညာဒါမှားပြောရင်မကောင်းဘူးပေါ့နော်ကဲဆိုတော့ကျွန်တော်အနေနဲ့ဆိုယူရတော့ယူမှာပေးကြတယ်ဆိုယူနေနာရူတိုယူမယ်လို့တော့စဉ်းစားလိုက်ဒါပေမဲ့မပြောတတ်သေးဘူးပေါ့နော်ဒါပေမဲ့တေချာတာကတော့ဒီဆိုယူရတော့တေချာပေါက်ယူပြမှာတော့တေချာတယ်โอเคကောင်းရင်အဲ့အတွက်ကြောင့်မလို့ let's go ကောင်းကြီးဝင်ကဲအဲ့တော့ diamond အနေနဲ့ကလည်းဘယ်လောက်မှတိတ်မကြံတော့ဘူးဆိုတဲ့အနေထားမှာကျွန်တော်အနေနဲ့ဘာမှတော့တိတ်အများကြီးကွိုင်းနေနဲ့ကတော့1500တော့ပြည့်သွားခဲ့ပြီကောင်းကြီးကိုโอเคအဆင်ပြေတယ်အဲ့တော့ draw ကလည်း140ကျော်သွားပြီကဲအဲ့တော့ free တုံရင်နောက်တဲ့10ကနဲ့ကျွန်တော်ထပ်လိုက်မယ်ကွိုင်းနေ2400ပြည့်ရင်ကျွန်တော်အနေနဲ့ကပြီးသွားပြီကောင်းကြီးတွေနော်တကယ်ပြီးသွားပြီအကြိုင်တော့ screen တော့တေချာပေါက်ရမှာကဲအဲ့တော့ tan draw ကြီးပဲတောက်လျှောက်ကိုလဲမယ်ပနာတို့ကလဲနေလဲတယ်မလဲပဲတခြားဟာအာရုံရောက်ဝင်လဲတခြားဟာပေါ့နော်ကဲ thread တော့ရမလဲတောက်လျှောက်ကိုလဲမယ်ကောင်းကြီးโอเคအဆင်ပြေတယ် easy လေးပဲဟဲမယ်โอเคရတယ်ဒါရလောကရန်ပုံမှန်ပြောက်ကွက်လေဆိုတော့ရတယ်ဘာမှဖြစ်အိုက်ကွိုင်းနေပဲပြီးအိုက်ကွိုင်းနေပဲပြီးအဒီကအိုက်ကွိုင်းနေ2400ပြည့်ဖို့ပေါ့နော်ကဲဆိုတော့ကျွန်တော်လဲတာလဲနေဒိုင်းမုံက1500ကျော်ပဲကျန်တော့တယ်ပေါ့နော်ကဲဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ကွိုင်းကြီး1000ထည့်ရအိုးကွိုင်း1000နဲ့ကွိုင်း100နဲ့180ထည့်ရတော့အိုးနောက်ထပ်နောက်တော့စကင်နောက်ထပ်2ကောင်းလောက်ရနိုင်နေကောင်းကြီးရနိုင်ဘာလို့ဆိုတိခါကြည့်လိုက်အိုးကွိုင်းက2300ပြည့်တော့မယ်2400ပြည့်ကြပြီကောင်းကြီးဒီတစ်ခါ1 drop ပြည့်ပြီကောင်းကြီးတို့တကယ်ပြောတာမယုံမရှိနဲ့ဒါတော့ show လိုက်တော့ခဏနေပြည့်ပြီလေပြီးသွားပြီကွန်ပြည့်တိုင်းဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ပြေးကြပါနာရူတိုတော့အရင်ဦးဆုံး even ဆက်ဆက်ရောက်ချင်းမှာပဲကျွန်တော်အနေနဲ့ယူလိုက်ပြီးဖြစ်ပါတယ်ကဲဆိုတဲ့အတွက်ကြောင့်မတော်လေးဟိုမှာလမ်းနဲ့စကင်တကောင်ပဲဖြစ်ပါတယ်ကောင်းကြီးကဲဆိုbrother တို့ကျွန်တော်အခုလိုမျိုးဖောက်ပြခဲ့တဲ့ပုံမှာဘယ်လိုမြင်ကျွန်တော်အနေနဲ့ diamond 9400နဲ့ဖောက်တာဆိုတော့နာရူတိုစကင်တကောင်ကတော့ပြီးသွားပြီကောင်းကြီး okay နောက်ထပ်တစ်ကောင်ထပ်ပြီးတော့ယူမယ်အဲ့ဒါတော့ကျွန်တော်တို့ပါလဲဆိုယူရဲ့စကင်ပေါ့နော်ကဲဆိုတော့ဒါပါလေဒါaction custom action ဖြစ်မယ်တင်ထားလိုက်တော့ custom action တွေပါညာကြီးထားလိုက်တော့ okay နေလို့ဆိုယူအမဆိုယူနဲ့ဒုကပြီးပြီလေခေါင်းကြီးတော့နော်ကျွန်တော်ထင်တာမရတော့ဘူးလို့ထင်တာဒါပေမဲ့ရသွားခဲ့တယ်ပေါ့နော် draw တွေအကုန်ပြည့်အောင်ဖောက်လိုက်တာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်အနေနဲ့ရသွားခဲ့ပြီကဲဆိုဖိတ်တော့ငယ် phase 1 phase 2ကြလို့ရှိရင်တော့ကျွန်တော်ကြံတဲ့ကောင်လေးထပ်ယူမယ်ပေါ့နော် phase 1တစ်ကောင် phase 2တစ်ကောင်ဆိုရင်တော့ကျွန်တော်နောက်တော့ skin ၄ကောင်တော့အပိုင်ဖြစ်သွားပြီ phase skin ကတော့ကျွန်တော်တို့ face skin ဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုက်တယ်လို့ဂုံးရတယ် okay အဆင်ပြေတဲ့ခေါင်းကြီးဒါတော့သူ့ရဲ့custom action လေးတစ်ခုပေါ့နော်ဆိုးကောင်းကြီးတော်တော်လေးမှာအဆင်ပြေတယ် case rate အတွက်ကြောင့်မလို့ကျွန်တော်ရှိမှာကလည်းskin ကတော်တော်များများရှိသွားဆိုတော့ဟာရာဘူဇာနဲ့ခါရီယာပဲကျန်တော့တယ် diamond 1000ကျော်တော့ကျန်သေးတယ်အဲ့1000ကျော်ကျန်တဲ့ diamond ဒီမှာဖောက်နော်ရုပ်တု event မှာလာဖောက်လိုက်မယ်ဆိုတော့အကုန်လုံးပဲဖောက်လိုက်တော့မယ်လေကောင်းကြီးရောနော်ဘာဖြစ်ပြောကျွန်တော်အနေနဲ့ diamond 8400လောက်ပဲကုန်တယ်လို့ထင်ပါတယ်ဆိုတော့ဒီ event မှာဒါဆက်ဆက်ရောက်လာချင်းကျွန်တော်ဖောက်တာတော့မှ recharge လုပ်လို့ free တုံးကြီးပါညာရသေးတယ်ပေါ့နော်phase 1မှာဒါအဲ့လိုမျိုး free တုံးကြီး phase 1လောက်မှာဒါ diamond 9000လောက်ဖြစ်ပြီးဖောက်မယ်ဆိုတော့နှစ်ကောင်လောက်ကတော့တေးကြတယ်ဒါပေမဲ့သိရမလားပနာတို့တစ်ခါ diamond ထည့်လဲနင့်နေအောင်ခံရတာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တိတ်တော့အများကြီးတော့မဖောက်ရဲတော့ဘူးကောင်းကြီးပဲနောက်ပြီးတော့ကျွန်တော် brother တို့တခုပြောပြရှိပါသေးတယ်မေလာ2ရက်နေ့ကနေစပြီးတော့ကျွန်တော်အခုပြထားတဲ့နေရာလေးရပါတော့မီဟန်မှုဆိုတာလေးကိုတောင်းပြီးတော့ brother တို့ကဆော့မယ်ဆိုရင်အဲ့ဒီမှုထဲမှာကျွန်တော် Naruto skin တွေအကုန်လုံးကို free သုံးပြီးတော့ဆော့လို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရှိမှ Naruto skin တွေမဝယ်နိုင်ဘူးဆိုပေမဲ့အဲ့ဒီမှုထဲမှာ free သွားဆော့လို့ရမှာပဲဖြစ်ပါတယ်အဲ့ဒါကြောင့် Naruto skin skill effect တွေသိကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီမှုလေးကိုသွားဆော့လိုက်လို့ရပါတယ်သူကမေလာ2ရက်နေ့တည်းကလာနေတဲ့မှုလေးဖြစ်ပါတယ်ကောင်းကြီးတွေပြီးတော့ရင်တော့အခုလောလောဆယ်ကျွန်တော်အနေနဲ့ယူဖို့ကြံတာကတော့ဒီ Harabuza skin နဲ့ခါလီယာ skin ပေါ့နော်ဒါပါပဲတိတ်အများကြီးမကြံတော့ပါဘူးပြီးတော့ Naruto event မှာလည်း brother တို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲ skin တကောင်ဘယ်လောက်ကုန်ကြနိုင်လဲဆိုတော့ကျွန်တော်အနေနဲ့ဖောက်ပြပေးခဲ့ပြီးဖြစ်ပါတယ် case rate အတွက်ကြောင့်မလို့ Panda တို့ရဲ့ YouTube channel ကိုလည်း like and subscribe လေးမလုပ်ရသေးရင်လုပ်ခဲ့ပေးလို့လည်းရပါတယ် Panda တို့ subscriber 3000ပြည့်ကန်နေပါပြီ subscriber 3000ပြည့်နေကျွန်တော်အနေနဲ့ brother တို့က starlight က5ကတ်ဆိုပြီး giveaway စီစဉ်ပေးရပါတယ်အဲ့အတွက်ကြောင့် brother တို့အနေနဲ့ giveaway မှာလည်းပါဝင်ကဆန်းကြဖို့တက်ပြောချင်ပါတယ်ဆိုတော့like and subscribe လေးလုပ်ခဲ့ပေးပါကျွန်တော် Panda ကိုယ်တိုင်ဖောက်ကြတာရဲ့အများကြီးဖောက်မယ်brother တို့လည်း share giveaway ပေးတော့မယ်ကျွန်တော်အားပေးနေသူတွေအတွက်ကျွန်တော်အမြဲတမ်း giveaway တွေရှိနေအောင်မှာပဲဖြစ်ပါတယ် brother တို့ case တော့ဒီနေ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိ like ကြည့်ပေးကြလို့ brother တို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် case တော့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်